အားလုံးပဲမင်္ဂလာပါ Dream Light ကကြိုဆိုပါရရှင်ကဲအခုရောက်ရှိနေတာကတော့လှိုင်မြို့နယ်မာလာမြိုင်9လမ်းမှာရှိတဲ့အမှတ်51တိုက်အမှတ်51 3လွှာမှာရှိတဲ့တိုက်ခန်းလေးကိုပြပေးမှာဖြစ်ပါတယ်ရှင်ကဲဒီတိုက်ခန်းလေးမှာ Dream Light ကနေဘလို့အရန်လှအောင်ပြင်ဆင်ထားလဲဆိုတာတစ်ချက်ပြပေးမယ်နော်ကဲဝင်ချင်းမှာတော့ဒီအလူမီနီယမ် main door လေးကိုတစ်ချက်ပြင်ထားတယ်ကဲအလူမီနီယမ် main door လေးကိုတော့ဘလို့ပြင်ထားလဲဆိုတော့တစ်ချက်ကြည့်လိုက်ပါဦးဒီ main door လေးကိုအစားကကြတော့သူ့မှာပါပြီးသား main door လေးဟေးကိုဖြုတ်ပြီးမှဒီအလူမီနီယမ်လေးနဲ့ swim door လေးပြန်ပြီးမှပြောင်းပြီးမှပြင်ထားပေးပါရရှင်ကဲအခန်းထဲကိုလိုက်ကြည့်ကြမယ်ကဲအခန်းထဲမှာဆိုရင်တော့အစကကျွန်တော်တို့ကမျက်နှာချက်မပါထားဘူးအဲ့တော့ဒီမျက်နှာချက်ကိုလည်းဒီဇိုင်းလှလေးဖြစ်အောင်လို့ light tray လေးနဲ့ light tray box လေးထည့်ပြီးမှအလှမီလုံးလေးတက်ထားပြီးတယ်အဲ့ဒါပြီးတော့ aircon လေးတစ်လုံးလည်းတက်ထားပြီးတယ်နော်အဲ့ပြီးတော့အိမ်ခန်းထဲမှာဘာတွေရှိအောင်မလဲဆိုရင်ဒီတကားလေးဖွင့်လိုက်ပြီးတော့တကားလေးရဲ့နောက်မှာစားအုပ်လေးထည့်လို့ရအောင်လို့စားအုပ်စင်လေးရောတစ်ခုထည့်ထားပြီးတယ်အဲ့ဒါပြီးတော့နောက်ထပ်ဒီအခန်းလေးထဲမှာနေရာလွတ်တဲ့နေရာလေးမှာပစ္စည်းလေးတွေတင်လို့ရအောင်နဲ့ပြီးတော့ဆေးပစ္စည်းလေးတွေပေါ့နော်တင်ချင်တာလေးတွေတင်လို့ရအောင်ဆိုပြီးမှအလူမီနီယမ်မှန်လေးနဲ့ရောအလူမီနီယမ်လေးဖိန်လေးနဲ့ healthy box လေးကိုဒီလိုလေးလှလှပပတင်ထားပြီးပါရရှင်ဒါတင်မဲလားဆိုတော့မဟုတ်သေးဘူးเนาะဒီဘာပါသေးလဲဆိုတော့ညီမတို့partition နဲ့ဖွဲ့ထားတဲ့အခန်းတစ်ခန်းလေးပါသေးတယ်ကဲအဲ့အခန်းလေးကိုတစ်ချက်လိုက်ကြည့်မယ်เนาะကဲအဲ့အခန်းလေးမှာဆိုရင်အလူမီနီယမ် slide door လေးတက်မယ်အထဲထဲမှာလည်းအရန်လှတဲ့ဟာလေးတစ်ခုရှိသေးတယ်ဝင်ကြည့်ကြရအောင်เนาะအခန်းထဲမှာကြတော့ customer စိတ်တိုင်းကြကို wardrobe လေးပြင်ဆင်ထားပေးတယ်အဲ့ wardrobe လေးမှာနောက်ထပ်တမူထူးကြတာကတော့ကိုလုံးမှန်လေးကိုပါတက်ထားပေးတယ်ကဲ wardrobe ရဲ့အထဲထဲမှာဒီမှာအစစ်အနေနဲ့စိတ်ကြိုက်အင်ကြီးတွေထည့်လို့ရအောင်အန်ဇွဲလေးတွေရောအကုန်လုံး customer စိတ်တိုင်းကြအကုန်လုံးလုပ်ထားပြီးတယ်ဒါတင်မဲလားဆိုတော့မဟုတ်သေးဘူးဒီခါမှာနောက်ထပ်ထူးခြားတာလေးတစ်ခုရှိသေးတယ်အဲ့ဒါကတော့ customer ကဒီခန်းထဲမှာ aircon မတက်ချင်ဘူးတဲ့အဲ့တော့ aircon မတက်ချင်တော့အခန်းထဲကိုလည်းလေလေးရချင်တယ်ဆိုတော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ကဲအလူမီနီယမ် slide door window လေးကိုကျဲလေးဖွင့်လို့ရပြီးမှဟိုဘက်မှာတက်ထားတဲ့ aircon ကလေတွေလည်းတခါတည်းဝင်လို့ရအောင်လို့အလူမီနီယမ် slide door အလှလေးနဲ့3ရက်ဖွင့်လေးလုပ်ထားပြီးသေးတယ်နော်ကဲဒါကတော့ဒီခန်းထဲမှာပြင်ဆင်ထားတဲ့ဟာလေးပေါ့နော်နောက်ချက်မိဖို့ချောင်းလေးကိုတွားကြည့်ရအောင်မိဖို့ချောင်းထဲမှာဆိုရင်အညော်လုံး slide door လေးအလူမီနီယမ် slide door လေးတက်ထားပြီးတယ်ဒါတင်မဲလားဆိုတော့မဟုတ်သေးဘူးလိုက်ခဲ့အောင်နော်ဒါကတော့မိဖို့ချောင်းအပေါ်အောက်အလူမီနီယမ်နဲ့လှုပ်ထားပြီးရဲ့ cut pin လေးတွေပေါ့နော်ဒီထဲမှာတင်ခြင်းတဲ့အိုးခွက်ပကံတွေကအစာဟင်းချုံမုံကိုအကုန်လုံးတင်လို့ရအောင်လို့အလူမီနီယမ် cut pin လေးကိုဒီလိုမျိုးအိမ်ရှင်စိတ်တိုင်းကြကိုလှလှပပလေးနဲ့လှုပ်ထားပေးပါတယ်ကဲဒါတော့အလူမီနီယမ် cut pin နဲ့ပုံစံဒီဇိုင်းလေးပဲပေါ့နော်ဒီမှာလေဒီချိုးကန်းအိမ်နာမှာတော့ဘာမှတော့မပါဘူးဒါပေမဲ့ဘာမှမပါပဲမဲ့လေညီမတို့ကကြတော့ဘာကြီးလှုပ်ထားပြီးလဲဆိုတော့ဒီမှာရှိရင်သူငကိုရှိရင်နားဟာကိုပဲတန့်ရှင်းရေးအကုန်လှုပ်ထားပြီးတယ်ကြွေပြားကြီးတန့်ရှင်းရေးလှုပ်ထားပြီးတယ်ဒီမှာရှိရဲ့ရေပိုက်လိုင်းလေးတွေကိုလည်းဆေးလေးတွေပြန်တုပ်ထားပြီးတာပေါ့နော်ကဲဒီလိုမျိုးပဲလှလှပပလေးနဲ့စိတ်ချမ်းသာဖို့ဆိုရင်တော့ Dream Light ကိုတစ်ချက်ဆက်တွေ့လိုက်နော်ကဲ like လေးကတော့ဒီလောက်လေးပါပဲရှင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်